နှွေကိုတိကြပါသလားအေးလေဘယ်တိကြပါမလဲနှွေဟာကြော်ကြားသူတယောက်မှမဟုတ်ပဲနှွေဟာတာမန်ကျောင်းသူကလေးသားပဲကျောင်းမှာတောင်မှနှွေဟာအခြားမင်းကလေးတွေလိုထင်ပေါ်သူတယောက်မဟုတ်ပြန်ဘူးကဲအားလုံးသိအောင်ကျွန်တော်ပြောပြမယ်နှွေကကျွန်တော်ကိုမောင်းလို့တစ်ချိန်တစ်ခါခေါ်ခဲ့ဘူးတယ်ကျွန်တော်ကနှွေကိုနှွေလိုပဲခေါ်ခဲ့ဘူးတယ်နှွေကတော့နှွေကျွန်တော်ကိုမောင်းလို့မခေါ်ခင်ကတည်းကကျွန်တော်ကိုအဲ့ဒီအရင်ချိန်ကသူရလိုပဲခေါ်တယ်အဲ့ဒီအရင်ချိန်ကကျွန်တော်နှွေတို့ကျောင်းကိုစရောက်တော့နှွေကဒုတိယနှစ်နှွေကိုကျွန်တော်မသိပါဘူးနှွေကိုကျွန်တော်တတိလည်းမထားမိပါဘူးမိမလာတွေများလုံးသောဒီကျောင်းတော်ကြီးမှာနှွေသည်ရှမ်းတောက်သူတယောက်မှမဟုတ်ပဲအခြားငေးမောစရာတွေတပုံကြီးပဲဥစ္စာတွေ့မဲ့တွေ့တော့လဲရုတ်တရက်ကြီးအဲ့ဒီနေ့ကပထမနှစ်ဝက်စာမေးပွဲပေပါတူးဖြေမဲ့နေ့ပေါ့ကြက်ထားတဲ့စာတွေကိုပါဇက်ကတွတ်ယူရင်းကားရက်ဖို့နေရာရှာရတယ်မရတဲ့အဆုံးရှေ့ကကြက်ကားတစ်စီးကိုပိတ်ရက်ပြီးဆက်တက်နေတော့ပြုံးဆိုကားရှိကန်တကားကိုဖွင့်ပြီးဝင်လာတဲ့အဲ့ဒီကောင်မလေးကိုကျွန်တော်တွေ့ပါတယ်ဟဲ့ငါ့ကိုအိမ်လိုက်ပို့ပေးဟမ်ဟုတ်လောက်ပါငါရမ်းပြဿနာတက်နေလို့ပါဟာပြဿနာဟုတ်တယ်ဒုက္ခရောက်နေလို့အကူညီပါဟာဘာလဲမရဘူးလားမရလို့လည်းမရတော့ဘူးဒုက္ခပါပဲဟာစာမွေးမဖြေရရင်အဖေကကန်ချလိုက်မယ်ငါ့ကိုအိမ်ခဏပို့ပေးစမ်းပါဟာအရန်ကိုရေးကြီးတုတ်ပြနိုင်တဲ့သူ့မျက်နှာကိုကြည့်ပြီးကျွန်တော်ကားကိုမောင်းထွက်လိုက်ပါတယ်မျက်ရည်တွေလည်းဝဲလို့ပါလားဧကနာចောင်းသားကကြံခဲလို့နဲ့တူပါရဲ့အေးအလန်မီးပွင့်ကိုရောက်တော့မှသူ့ကိုမေးရတယ်ကဲဘယ်ကိုကြွရမှာလဲကားငယ်ကြွပြန်ကြွဟမ်ဟုတ်တယ်အိမ်ကဟိုဘက်မှာယောခတ်ပြီးငါဘလို့လို့တိမှလဲဟာပြောလမ်းပြောရက်ွက်ပြောသာသနာရိတ်တာလမ်းပြဿနာကကျွန်တော်ငယ်တဲ့ပုံမှာကာပွဲကျင်းပနေသလားလို့တော့မဆိုနိုင်တော့ပါဘူးအခုချိန်ဆိုရင်ပထမခေါင်းလုံးထိုးလို့အတန်းနဲ့တောင်ဝင်နေလောက်ပြီးကျွန်တော်ကားကိုနည်းနည်းအရှိန်မြင့်လိုက်ပါတယ်အဲ့ဒီခါကျွန်တော်ရဲ့စူပါစလွန်အပြာရောင်လေးကမီးတန်တကက်ကက်နဲ့အော်ဗာလေးရောရကုန်ပိတ်လိုက်မယ်နော်ကားကလည်းအဆုပ်ကြီးကွာကြတာပဲသူများကားလည်းမသိပဲတက်စီသေးတယ်နည်းနည်းတော့ဖုသွားတယ်ဘာလဲဟာပြောမှရတော့မယ်ဘယ်ကစကားစရမလဲလှည့်မကြည့်ဘူးအပြင်ဘက်ကိုငေးပြီးပါဇက်ကပုတ်တွတ်တွေရွတ်နေတယ်ရထားတဲ့စာတွေပြန်ဆိုကြည့်နေတာလားတော့မသိဘူးဟေးဒီမှာနင်ဘာဖြစ်လာတာလဲငါ့ကိုပြောအခုမှလှည့်ကြည့်ပြီးလက်ကပြတယ်ခဏနေအောင်ဆိုတဲ့သဘောပြီးတော့မှ sorry ငါတချင်းဆိုရင်ပြီးအောင်ဆိုရမှကြိုက်တာဟာရှာပါတချင်းတောင်ဆိုနေသေးတာတဲ့ခုနလေးတွေကပဲငုံမလို့ဖြစ်နေပြီးတော့မသိပါဘူးနင်တချင်းလည်းဘရနဲ့အဲ့ဒါ rap တချင်းဟဲ့အဲ့ဒါလောက်ပိန်းရသလားဟာခံလိုက်ရပြန်ပြီဒါကြောင့်ပြောတာပေါ့ပြဿနာပါလို့သာသနာရိတ်တာလမ်းကိုရောက်တော့အိမ်တိမ်ရှိရက်ခိုင်းပြီးဆင်းပြေးသွားတယ်ကျွန်တော်လည်းဦးချောင်နဲ့စောင့်နေရတာပေါ့စိတ်ကတော့စမိုးရနဲ့ရောက်နေပြီဒီချိန်ဆိုရင်မေကုန်းဝင်နေလောက်ရောပေါ့ဝုန်းဆိုတကားစောက်ပေးတဲ့ကြားလိုက်တော့ကျွန်တော်လန့်သွားတယ်ကြည့်ပါဦးခုနကကောင်မလေးကအခုပါတိတ်လုံကြီးအဖွားကြီးအစင်နဲ့အညိုရောင်ကြီးကျွန်တော်မေးမိတယ်ဘာလဲဟာဆရာမဘောထမိန်မဝင်စာမွေးကန်းနဲ့မဝင်ရဘူးတဲ့အခန်းတော့အเจ้าမှာကြံခဲ့တာအဲ့ဒါအတော့လုံကြီးဝက်လာတာဟုတ်သားပဲခုနကတော့က तू ကဘောင်းမီတိုနဲ့ကိုကျွန်တော်ကကိုယ့်အနေကိုသတိမှမထားမိတာကားကိုအမြန်ဆုံးအနေထားရအောင်နင်းလိုက်တယ်ဒါပေမဲ့ဘလို့နင်းကီလို60ပါပဲကျောင်းကိုပြန်တဲ့လမ်းမှာသူ့အကြောင်းလေးတချို့ပြောပြတယ်ငါနာမည်ကနွေးတဲ့စကိုင်းရကိုရီးယားဒါပေမဲ့ငါ့ကိုရှာချင်ရင်အတန်းကိုမလာနဲ့ OB2 ရှိမှအမြဲရှိတယ်လာခဲ့ပေါ့ငါတကယ်ချင်းတွေနဲ့မိတ်ဆက်ပေးမယ်အမေထင်သေးတယ်ဆရာအားလုံးကချောတယ်သိရလားနေငါအခုငါရဲ့ကျေးဇူးရှင်ဆိုတော့ပြန်ပြီးကျေးဇူးပြုရမှာပေါ့
ဒါပေမဲ့နင်ကစိတ်ရောဝင်စားတတ်ရလားမသိပါဘူးကြည့်ရတာအညာသားခတ်တုံးတုံးနဲ့တူပါတယ်နင်เจ้าတော့အကုန်လုံးသိပြီးသားနင်နာမည်သူရဆိုတာရဲ့နေရပြောင်းလာတယ်ဆိုတာရဲ့နင်လည်းတော့အုပ်စုတွေကဆိုတာရဲ့နောက်ပြီးအတွဲမရှိသေးဘူးဆိုတာရဲ့ဟာရှာပါပဲကျွန်တော်ကြွတ်ပြီးကျဲတော့မယ်ပြီးကြတော့တော်တော်ဆက်စုမဲ့ကောင်မလေးလိုပဲမှတ်ချက်ချမိလိုက်ပါတယ်သူကတော့အေးအေးဆေးဆေးပါဇက်ကဘရုတ်တွေလုံနေပြန်တယ်အဲ့ဒီနေ့ကအသက်လူကြီးစာရီရရတန်းနဲ့လေးပုတ်ပဲဖြေလိုက်ရတယ်ပြုံးလွင်အမေတို့သိရင်တော့ရင်ကျိုးမှာဗျ